ဟောပြင်မုတ်လေးစားကြပါဦးအရင်စားကောင်းတော့ကိုချင်းနဲ့ကငါပြောရဲတစ်ထောင်ဘူးအများကြီးပဲဟောတစ်ထောင်ဘူးခုံနေသေးတွေနဲ့တန်ရှင်းလုံးအောင်မယ်မွေးဆံမုတ်တစ်ထုပ်ကိုနယ်တယ်နယ်ပြီးတော့ငါပြောရဲကိုတေချာစီတုတ်တယ်ဖုံတစ်ပိုက်တုတ်ပြီးတော့ရေထဲမှာရေနွေးထဲမှာ15မိနစ်ပေါင်းတယ်ပေါင်းပြီးတော့ပူပူနွေးနွေးလေးနှမ်းမဲ့ထဲတယ်ဟိုဘက်ဒီဘက်လှန်ပြီးတော့ထဲတယ်အေးခံတယ်အေးခံပြီးတော့ကကြီးနဲ့ညှက်တယ်အောက်မှာအုံသီးလေးတွေထည့်တယ်အရင်ဆုံးအုံသီးကတော့ဈေးလေးကနေတစ်ချမ်း1000နဲ့ဝယ်လာတယ်နော်တစ်လုံးဆိုမကုန်လို့လေအဲ့ဒါဒီလိုမျိုးလေးထညက်ရည်လေးအိမ်မှာအစင်သက်လောက်ထားတာလေနော်ထညက်ရည်လေးထည့်တယ်အဲ့တော့တပြိုင်နဲ့တိုဘူး1000မိုးဝယ်လာတယ်တိုဘူး1000မိုးအများကြီးပဲဈေးလေးကနော်တိုဘူးတုတ်တယ်စားတယ်တိုဘူးနဲ့ပဲနဲ့ဒီဘက်ကကောင်းငင်းနဲ့အုံသီးတွေနဲ့တက်လာမတက်လာတော့မသိဘူးအစင်တော့ပြေးနေရောအဲ့နေ